ကောင်းလေးတယောက်ကအလွန်တောက်ပနေတဲ့ကြောက်တုံးတစ်ခုကိုတွေးခဲ့ပေမဲ့အဲ့ဒီကြောက်တုံးဘော်ကဥလေးကိုပဲကောက်ယူလိုက်ပါတယ်။ဥကိုလက်လှဲကိုင်းလိုက်ပါနဲ့ချက်ချင်းဆိုသလိုအကွဲလာပါတော့တယ်။ဥထဲကနေလိတ်ကလေးတစ်ကောင်ထွက်လာခဲ့ပြီးသူ့ဘိုက်မှာအနီရောင်အမတ်သားနဲ့ပါနေပါတယ်။ကောင်းလေးဟာဒီလိတ်ကလေးကိုတိတ်ချက်သွားပြီးအိမ်ကိုခေါ်လာခဲ့တယ်။ဒါပေမဲ့နောက်တနေ့မနက်အိယာကနူလာတဲ့ခါလိတ်ကလေးရဲ့အရွယ်စားကနှက်စောက်တောင်ကြီးနေပါပြီ။အဲ့ဒီအချိန်မှာဖခင်ပြသူကအခန်းရှင်းဖို့ဝင်လာကြောင်းကောင်းလေးကလိတ်ကလေးကိုဆောင်းအောက်မှာအမြန်ဖွက်လိုက်တယ်။ဒါပေမဲ့ဖခင်ကအဲ့ဒီဆောင်ကိုလှမ်းဖို့ယူလိုက်တော့လိတ်ကလေးရဲ့အတွက်စိုးရိမ်သွားခဲ့တယ်။ကောင်းလေးအပေါ်ကိုမောချိလိုက်တဲ့အခါမှာတော့လိတ်ကလေးဟာမီးခိုးတွေထွက်လာပြီးပြန်တက်နေတာကိုမြင်လိုက်ရပါတော့တယ်။ဒီမြင်ကွင်းကိုဘေးရင်ကကောင်းမလေးကမြင်သွားတော့ထိတ်လန့်တကြားអော်လိုက်ပါတယ်။ကောင်းလေးကလိတ်ကလေးကိုသူ့အဖေမမြင်အောင်အလင့်အမြန်ဖမ်းယူပြီးဘသူ့ကမှမပြောဘူးအချပြလိုက်တော့ကောင်းမလေးလည်းသူ့လျှို့ဝှက်ချက်ကိုထိမ့်သိမ်းပေးမယ်လို့သဘောတူလိုက်တယ်ဖခင်ထွက်သွားပြီးတဲ့နောက်ကောင်မလေးကသူ့ဖဖူးရစာရွက်စာတမ်းတချို့ထဲမှာဒီလိတ်ကလေးကနှိရှယ်လက်များပျောက်ဆုံးနေတဲ့နတ်သားကောင်တစ်ကောင်ချင်နိုင်တယ်လို့ပြောလိုက်ပါတယ်။ကောင်လေးကတော့မယုံကြည်နိုင်သေးပါဘူး။ဒါပေမဲ့နောက်တစ်နေ့မှာလိတ်ကလေးကအရင်ထက်ကိုအစာပေါင်းများစွာပိုကြီးလာပြန်တော့ကောင်လေးရဲ့အခန်းထဲမှာဆက်ထားလို့မရနိုင်တော့ဘူး။ဒါနဲ့သူဟာတငယ်ချင်းတွေကိုချက်ချင်းခေါ်ပြီးပင်လယ်ဘေးကစွန့်ပစ်ထားတဲ့တဲအင်းလေးတစ်ခုထဲမှာသွားဝတ်ထားလိုက်တယ်။ဒါပေမဲ့နောက်ရက်တွေမှာပင်လယ်ဘေးကတငါးသည်တွေကတအူးပြီးတူပျောက်ကွယ်နေပါတော့တယ်။ရဲတွေကစုံစမ်းစစ်ဆေးမှုတွေစတင်ခဲ့ပြီးပင်လယ်ထဲမှာအေယာမသရဝါကြီးတစ်ကောင်ရှိနေတာကိုတွေ့ရှိခဲ့ရတယ်။ကောင်လေးလည်းသတင်းကြတော့ပင်လယ်ဘေးကတဲအင်းကိုအမြန်ပြေးသွားပေမဲ့လိတ်ကလေးကပျောက်နေပါပြီ။အဲ့ဒီအချိန်မှာတောင်ကြီးတစ်လုံးလောက်ကြီးတဲ့ဂေါ်စီလာကြီးတစ်ကောင်ဟာမြို့ထဲကိုဖြတ်စီးဝင်ရောက်လာတော့လူတွေဟာကြောက်လန့်တကြားထပ်ပြေးနေကြရတယ်။ကောင်ကြီးရဲ့ဖခင်ကအသက်ဆွမ်းပြီးတခြားသူတွေကိုကဲတင်နေချိန်မှာဂေါ်စီလာကြီးကမြင်သွားပါတယ်။တိုက်ခိုက်တော့မယ့်အခြေအနေမှာရောက်တရအယာမလေကြီးတစ်ကောင်ပေါ်လာပြီးဂေါ်စီလာကြီးကိုတိုက်ချလိုက်ပါတယ်။ကောင်လေးဟာသူမွေးထားတဲ့လိတ်ကလေးဟာတကယ်ပဲနှသားကောင်ထဲမှာနောက်ဆုံးတော့သဘောပေါက်သွားခဲ့ရပါတယ်။လေကြီးဟာမီးလုံးတွေမှုတ်ထုတ်ပြီးဂေါ်စီလာကြီးကိုအပြင်းအထန်တိုက်ခိုက်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ဂေါ်စီလာကြီးကိုတကားကြီးပေါ်ကနေလှဲချနိုင်ခဲ့ပေမဲ့လေကြီးကိုယ်တိုင်ကလည်းဒဏ်ရာတွေပြင်းထန်နေပြီ။ဖခင်ကတားမိပေမဲ့ကောင်လေးဟာဂယုမဆိုင်ပဲလေကြီးကိုနှိမ့်သိမ့်ဖို့ပြေးသွားခဲ့တယ်။ဒါပေမဲ့စစ်တပ်ကသူ့ကိုပိတ်ဆို့တားဆီးလိုက်ပါတယ်။သူတို့ဟာလေကြီးကိုကူညီဖို့လာတာမဟုတ်ပဲစမ်းသပ်မှုတွေအတွက်ဖမ်းဆီးဖို့လာခဲ့တာပါ။ကောင်လေးဟာအသေးအတန်စူးစမ်းတားဆီးခဲ့ပေမဲ့လေကြီးဖမ်းဆီးခံရတာကိုငေးကြီးနေုံတာတတ်နိုင်ခဲ့ရပါတယ်။ဓာတ်ခွဲကန်ထဲမှာလေကြီးကိုတင်းတင်းကြပ်ကြပ်ချုံနှောင်ထားပြီးသူ့ခန္ဓာကိုယ်မှာပိုက်တွေနဲ့ဖောက်ထားတယ်။သူတေသနာတွေကလက်နက်အသစ်တွေဖန်တီးဖို့သူ့ရဲ့မျိုးရိုးဗီဇတွေကိုထုတ်ယူနေကြတယ်။ရုတ်တရက်လေကြီးဟာသူ့မျက်လုံးတွေကိုဖွင့်လိုက်တယ်။အချိန်တည်းမှာပဲဂေါ်စီလာကြီးကပင်လယ်ထဲကနေပြန်ပေါ်လာခဲ့ပါတယ်။လေကြီးကသူ့ကိုချုံနှောင်ထားတဲ့သူတွေကိုအော်ဟစ်ပြီးတတိပေးခဲ့ပေမဲ့ခဏအတွင်းမှာပဲဂေါ်စီလာကြီးကဓာတ်ခွဲကန်ကိုဖျက်ဆီးပစ်လိုက်ပါပြီ။လူတွေဟာထပ်မံနေကြောက်လန့်တကြားဖြစ်သွားကြပြန်ပါတယ်။အရေးကြီးတဲ့ချိန်မှာလိတ်ကြီးကအပြက်စီးတွေကနေတွားထွက်လာခဲ့ပေမဲ့မြေစေးထိုးခံထားတာကြောင့်မကြခင်မှာပဲဒဏ်ရာတွေနဲ့မြေပြင်ဘက်ကိုလဲကျသွားပါတော့တယ်။အဲ့ဒီခါကောင်လေးဟာတောက်ပနေတဲ့ကြောက်တုံးကိုတတိယသွားတယ်။အဲ့ဒါဟာလိတ်ကြီးရဲ့စွမ်းနာအရင်မြင်ထင်းနိုင်တယ်လို့တွေးမိပါတယ်။ဒါပေမဲ့အဲ့ဒီကြောက်တုံးကိုဖျားလာနေတဲ့ကောင်မလေးကိုပေးထားမိခဲ့တယ်။ကောင်လေးကချက်ချင်းပဲအဲ့ဒီကောင်မလေးကိုသွားရှာတယ်။ကောင်မလေးဟာတောက်ပနေတဲ့ကြောက်တုံးကိုကြည့်ပြီးသူ့ရဲ့အရေးပပုံကိုနားလည်သွားခဲ့တယ်။သူမဟာကြောက်တုံးကိုတခြားကလေးတယောက်စီလက်ဆင့်ကမ်းလိုက်တယ်။ကလေးတွေကလက်ဆင့်ကမ်းတေဆောင်လာခဲ့ကြရ